အားလုံးပဲမင်္ဂလာပါဒီနေ့ဦးဇင်းမျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့ငါတို့ဘာတွေခဏခဏလှုပ်ဖြစ်နေလဲဆိုတဲ့အကြောင်းအရာလေးဖြစ်ပါတယ်ငါတို့ဘာတွေခဏခဏလှုပ်နေလဲလို့ဆိုတာ ਨੇ သူကထက်ခါလှုပ်လိုက်လို့ရှိရင်သူကအကျင့်ဖြစ်လာဥပမာအပြင်ပြောရမယ်ဆိုရင်ကော်ဖီကြိုက်တဲ့ပုဂ္ဂိုလ်ကော်ဖီတောက်တာများလို့ရှိရင်သူကကော်ဖီဆွဲလာတာအဲ့လိုပဲအရက်တောက်တတ်တဲ့ပုဂ္ဂိုလ်ကလည်းပဲအရက်တောက်တာများလို့ရှိရင်သူအရက်ကိုဆွဲလာအဲ့လိုပဲအပြင်းကြီးတာများတဲ့ပုဂ္ဂိုလ်ကလည်းပဲအပြင်းဆွဲလာဒါကြောင့်မလို့အကျင့်ဆိုတာကကျင့်ပြီးတော့မှယူရတယ်အင်မတန်မှအရေးကြီးပါတယ်တချို့ပုဂ္ဂိုလ်တွေပြောကြတယ်အင်အောင်ကြီးတွေဖောက်ပြန်ကြတယ်ဒီလိုဖောက်ပြန်နေဆိုတာလည်းပဲသူကဒီအကျင့်နဲ့ဆိုင်တာပေါ့သူအမြဲတမ်းဒီဟာကိုဆွဆွလန်းလန်းကြီးဖြစ်နေတယ်ဆိုလို့ရှိရင်ဘလူတာမရဘူးသူစိတ်နဲ့သူမှဆုံးမလို့မရဘူးအဲ့ဟာကြီးကအစွဲကြီးဖြစ်လာအဲ့လိုပဲထပ်ဖြစ်အောင်ပါနောက်တစ်ခုကအခုဦးဇင်းတို့ဒီနာမည်ကြီးနေတဲ့လူသတ်မှုတွေစစ်ပွဲတွေမှာဆိုရင်လည်းပဲဒီလိုပဲသူတို့အမြဲတမ်းဒီဂိမ်းတွေပေါ့လူသတ်တဲ့ဂိမ်းတွေစေတသာဂိမ်းတွေလူသတ်တဲ့ရုပ်ရှင်တွေဗီဒီယိုတွေအမြဲတမ်းကြည့်နေအဲ့တော့အဲ့ဒီကြည့်တဲ့အကျင့်ကြီးကဖြစ်အမြဲတမ်းထက်ခါလုပ်နေတဲ့အလုပ်ကြီးကအကျင့်ကြီးဖြစ်လာအဲ့ဒီအကျင့်ကြီးကကိုကျင့်တရားကြီးဖြစ်လာအဲ့ဒီလိုဖြစ်လာတော့ဒီလိုလုပ်ရမှလည်းပဲသူတို့စိတ်ထဲမှာဘယ်နှမှမနေဘူးပြောနေတာအရသာတွေ့ကိုကြိုက်တာကိုကြိုက်တော့အရသာတွေ့အဲ့ဒီလိုပဲဂိမ်းနေတဲ့မှာစစ်တိုက်တဲ့အရသာကိုတွေ့နေတဲ့ပုဂ္ဂိုလ်ကစစ်ပဲတိုက်ချင်နေတာအဲ့ဒီလိုအမြဲတမ်းလုပ်ပါများတော့အကျင့်တွေဖြစ်လာတာဒါကြောင့်မလို့အကျင့်ဆိုတာကိုကကျင့်ယူမှအကျင့်ကရတယ်ဆိုတဲ့ပုံစံမျိုးပေါ့နောက်တစ်ခုကဘာလဲဆိုမကောင်းပြောခြင်းနဲ့စိတ်ရှိတဲ့သူကမကောင်းမပြောခြင်းနေတာသူများကိုဘလို့ပြောရပါမလဲသူများမကောင်းကြောင်းကိုဘလို့ပြောရပါမလဲဆိုတဲ့အတွေးနဲ့အမြဲတမ်းသူကကြံစီပြီးတော့မှကျင့်ပြီးတော့ဆွဲလန်းနေတာသူစိတ်ထဲမှာသူများကိုမကောင်းကြောင်းပြောရတာကသူ့အတွက်အရသာတစ်ခုဖြစ်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ကိုကကောင်းတာကိုပြောမယ်ဆိုလို့ရှိရင်သူကအဲ့ဒီအကောင်းကြောင်းပဲကိုကစဉ်းစားနေတာအဲ့တော့အဲ့ဒီအကျင့်ဆိုးတွေအစွဲလန်းတွေကိုကိုကဘာနဲ့ဖြတ်ရမလဲဆိုတတိတရားလေးနဲ့အော်ငါမှာအကျင့်ဆိုးကြီးဆွဲကပ်နေပါလားဒီအကျင့်ဆိုးကိုငါဘယ်လိုဖြောက်ရမလဲမကောင်းတဲ့အရာကိုကောင်းတဲ့အရာနဲ့အစားထိုးမယ်ဥပမာအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်အကုသိုလ်အတွေးတွေကိုကုသိုလ်အတွေးဖြစ်အောင်ကိုကဒီအစွဲကြီးပေါ့အကျင့်ကြီးကနေအစွဲကြီးဖြစ်လာအဲ့ဒီအစွဲကြီးကိုကိုကဖြတ်နိုင်အောင်ကိုကကြိုးစားကိုကျင့်တရားတွေများလာတဲ့အခါအဲ့ဒီကိုကျင့်တရားကအကျင့်တွေဖြစ်ဒါကြောင့်မလို့ကိုကဒီနေ့စဉ်ပေါ့အိယာကထားပြီးတော့မှမနေ့အိယာနိုးပြီးတော့ငါမကောင်းတဲ့အကျင့်တွေငါမှဆွဲနေသလားတကယ်လို့အဲ့ဒီမကောင်းတဲ့အကျင့်တွေငါမှဆွဲနေတယ်ဆိုလို့ရှိရင်ကောင်းတဲ့အကျင့်တွေနဲ့အစားထိုးမယ်ပြောရမယ်ဆိုလောဘကြီးနေတဲ့ပုဂ္ဂိုလ်ကိုတို့ကဒါနဆိုတဲ့ကုသိုလ်ကောင်းမှုတွေနဲ့အစားထိုးပြတယ်တိလတွေဆိုတဲ့အားလည်းပဲကျင့်ရတာပဲစောက်တည်ပြီးတော့မှကျင့်သုံးရတာတမာရီဆိုတဲ့လည်းပဲကိုကပွားများပြီးတော့မှကျင့်သုံးရတာဒါကြောင့်မကောင်းမှုတွေကိုကောင်းမှုနဲ့အစားထိုးမယ်ပေါ့ဒီနေ့ခေတ်လူတော်များဟာမနဲ့လင်းလာပြီးဆိုလိုက်တဲ့တပြိုင်တည်းအကုသိုလ်အကျင့်တွေနဲ့ဇယိုက်တွေနဲ့ဆွဲနေတာအဲ့တော့ဒီတရားတွေကိုကိုကဘာနဲ့ထိန်းရမလို့တတိနဲ့ထိန်းရပထမဆုံးကော်ဖီကြိုက်တဲ့အကျင့်ကိုကိုကကော်ဖီမကြိုက်အောင်အစားဆုံးတဖြည်းဖြည်းနဲ့ကိုကဖြတ်နိုင်အောင်ကြိုးစားပြီးတော့မှအဲ့ဒီအကျင့်ဆိုးကြီးကိုဆွဲလန်းမှုကြီးကိုဖြတ်ပြရဒါမှမဟုတ်အရက်ကြိုက်တဲ့ပုဂ္ဂိုလ်အရက်ကြိုက်တဲ့ပုဂ္ဂိုလ်တွေကလည်းပဲအဲ့အရက်ကိုမကြိုက်အောင်တဖြည်းဖြည်းတတိနဲ့ကိုကဖြတ်ပြရအခုခေတ်ကလေးတော်များကအရွယ်ရောက်လာပြီဆိုလို့ရှိရင်လည်းပဲသူတို့ရဲ့လုတ်ပိုင်းခွင့်လွတ်လပ်ပိုင်းခွင့်ဆိုတဲ့ဘယ်လိုလဲ human rights ဆိုတဲ့ပုံစံမျိုးနဲ့
ဒီဂိမ်းတွေလွတ်လွတ်လပ်လပ်စောကြတဲ့အာဟုသို့ဒီပြောရမယ်ဆိုရင်ဒီစေတသာလူတတ်တဲ့ဂိမ်းတွေဗီဒီယိုတွေစောစောလန်းလန်းကြည့်အိပ်ရင်လည်းဒါနဲ့ကြည့်ပြီးအိပ်ပျော်သွားမနေ့လင်းလည်းဒီဟာတွေနဲ့ကြည့်ပြီးအိပ်ရထားအဲ့ဒါကဇယိုင်ဆိုးကြီးဖြစ်နေအကျင့်ဆိုးကြီးဖြစ်နေအဲ့ဒါကိုဘာသာတရားနဲ့ထိန်းရဘယ်ဘာသာရဲ့လို့တော့မဆိုလိုဘူးကိုယုံကြည်တဲ့ဘာသာပေါ်မှာမူတည်ပြီးတော့မှဘာသာတိုင်းတရားတိုင်းဟာသူ့ရဲ့ကောင်းကွက်တွေတော့ရှိတာပေါ့အဲ့တော့ဘာသာတရားတိုင်းရဲ့အဆုံးအမပေါ့ကိုယုံကြည်တဲ့ဘာသာတရားရဲ့အဆုံးအမပေါ်မှာမူတည်ပြီးတော့မှကိုကဒီအကျင့်ဆိုးတွေပေါ့မကောင်းတဲ့အကျင့်ဆိုးတွေစေတသာအကျင့်ဆိုးတွေတော့ပြင်းတယ်ဆိုတဲ့အကျင့်ဆိုးတွေဆွဲတယ်ဆိုတဲ့မကောင်းတဲ့အရာတွေကိုတတိတိဟူသောတရားနဲ့လည်းဖြတ်ရမယ်ဘာသာတရားအဆုံးအမတွေကိုနှလုံးသားမှာကိန်းပြီးတော့မှမနေ့လင်းလာတဲ့ကအိယာထားတဲ့အခုတို့ရအောင်နေထိုင်ရမယ်ညအိယာဝင်လည်းပဲအော်ငါဘာလို့လိမ့်ပြီလဲငါကောင်းတဲ့အကျင့်တွေဆွဲနေပြီလားမကောင်းတဲ့အကျင့်တွေဆွဲပြီးနေပြီလားဆိုတော့မှစဉ်းစားပြီးတော့မှတကယ်လို့ကောင်းတဲ့အကျင့်တွေဆိုလို့ရှိရင်လည်းပဲဆက်ပြီးထိန်းထားနိုင်အောင်ကြိုးစားမကောင်းတဲ့အကျင့်တွေတွေ့လာပြီဆိုလို့အော်ဒီအကျင့်ကြီးကမကောင်းဘူးအဲ့တော့ကောင်းတဲ့အကျင့်နဲ့အစားထိုးနိုင်အောင်ကြိုးစားရမယ်ဒါကြောင့်မလို့မိမိခဏတိုင်းပြုလုပ်နေတဲ့အရာကိုတတိထားကိုကခဏတိုင်းပြုလုပ်နေမိတဲ့အရာကထပ်ခါပြုလုပ်လို့ရှိရင်အကျင့်ဖြစ်လာတယ်ဒါကြောင့်မလို့ခဏတိုင်းပြုလုပ်မိတဲ့အရာကိုတတိထားပြီးတော့မှအော်ဒါကကောင်းတာပါလားကောင်းတာကိုဆက်ထိနိုင်အောင်ကြိုးစားရမယ်ဒါကမကောင်းတာပါလားမကောင်းတာကိုကိုကစွန့်နိုင်အောင်ကြိုးစားရမယ်လို့ကိုစမ်းသစ်ပြီးတော့မှမျက်မှောက်ဘဝကိုချမ်းသာစွာနေခြင်းဖြင့်ကိုခဏလုံးမိနေတဲ့အလုပ်ကိုတတိနဲ့ဂရုစိုက်ပါဆိုတဲ့အကြောင်းမျှဝေပေးခြင်းပါတယ်အားလုံးတရားသူများရကြပါစေကိုစိတ်နှဖျားကျမ်းမာချမ်းသာကြပါစေ